သမီးကခုဘာဆိုပြမှာလဲ ဘောနော်ကပြလူမျိုးစာဆိုပြ စာဆိုပြမှာဆိုစာသူပြမှာဘာခပြလို့လောက်တော့တစ်ချောင်းနောက်ဆုတ်တာဆိုပြလိုက်ပါ ဆန္နလာရာတီပွဲတော်မြတ်တကူလာတကြံပွဲကစုံလာညောင်ရည်သွန်းပွဲနေယုံလာစာကြံပွဲဝါဆိုလာဝါဆိုပွဲဝါကောင်းလာစာရန်တံပွဲ စာရေးတံပွဲ စာရေးတံပွဲတော့တလင်းလာလေးပြိုင်ပွဲတတင်းကျွလာမီထုံပွဲတဆောင်မုံလာကထိတ်ပွဲနရောလာစာဆူရောပွဲပြပြသူလာမြင်းခင်းပွဲဤတပူရဲလာထမန်နေပွဲတပေါင်းလာသေးပုံစီဒီပွဲ သမီးရေးထားပြလိုက်ပါ ဒီမှာပါတမီး မနေဒါကဘယ်လိုရေးထားရလဲ သမီးရထားတာ သမီးထားတာဒါသမီးကဘယ်နှစ်တန်းရောက်ပြီလဲ သမီးနှစ်တန်းပါ နှစ်တန်းအားလုံးကသမီးကိုတတိယလို့တဲ့အဲ့ဒါကြောင့်မင်းကသမီးစာရေးနေတာကိုရိုက်ပေးတာပြောလိုက်ပါဦး ဟုတ်ကဲ့သမီးရကြတော့ခုကျောင်းတက်တော့မှာပါနှစ်တန်းပဲဖြစ်ပါတယ်အပေါ်တော့ကြီးတော်ကိုတို့ကတတိယပြီလို့လေကျေးဇူးတင်ပါတယ်သမီးကလည်းအကုန်လုံးတတိယပါတယ်တတ အားလုံးကျေးဇူးတင်ပါတယ် အလုံးကျေးဇူးတင်ပါတယ်တတိယပြီလို့